အမလေးဘယ်လိုတော့ မင်းလမ်းကိုဘယ်လိုလျှောက်လာတာလဲ တောင်းမှပါတယ်ရှင်တောင်းမှပါတယ်နို့အလုတ်ကနောက်ကျနေလို့ပါ မလိုပါဘူးနောက်ဆိုလမ်းကိုတေချာကြည့်သွားသူတို့ဘာအချိန်တွေကိုဖိတ်မယုံနဲ့ ရှင်ဟုတ်ကဲ့ ဥကြောင်ကြောင်နဲ့ ရှင်သူကလည်းဝန်တိုက်ရှင်လို့ဝန်တိုက်တာချလို့အဲ့အမိကိုကမျက်နှာကြီးရှစ်ခေါက်ချိုးနေကြောက်စရာကြီး နုသစ်ချီညီအမြဲအလုံးလောက်ကြတယ်ဒီနေ့အရေးပေါ်အစည်းအဝေးရှိပါရဲ့ဆို ဟာဂျာကြီးကလည်းစူမဲဆိုတာကြည့်ပဲ10မိနစ်လေးစွန်းတာအောင် ပြန်ပြောနေသေးရဲ့လာစာဖြတ်ခံထိရှင်လို့တွားမြန်မြန် ဟုတ်ကဲ့အဲ့ဒါကြောင့်ကြိုးကြီးလင်းမရတာ နုသစ်ချီဘာတွေပွားစီရွတ်နေရလဲ ရှင်ဟုတ်ပါဘူးဟိဟိ ကဲဒီနေ့မှာပြောစရာရှိလို့အစည်းအဝေးခေါ်လိုက်ရခြင်းဖြစ်တယ်အခုဒိုးကုမ္ပဏီကို CEO အသေးရောက်မယ်မကြခင်သူရောက်လာလိမ့်မယ် ဟာတည်ပြီအဲ့ Wednesday ရုံနဲ့အမိက CEO လားငါတို့တည်ပါပြီဟီ အားလုံးပဲမင်္ဂလာပါကိုကမင်းတို့ရဲ့ CEO အသက်ပါအရင် CEO ဖြစ်တဲ့ကိုပပကျမကြီးမကောင်းလို့ကိုလာဦးစီးရခြင်းဖြစ်တဲ့အတွက်ရှေ့ရှောက်အကူအညီတောင်းပါတယ်အလုံးမှာတေချာလေးပါဝင်အားဖြည့်ပေးကြပါအောင်ကိုနာမည်ကမင်းမြတ်ပကြီးပါ ဟုတ်ကဲ့ဆိုတော့ဒီက CEO အစ်ကိုလေးလေးစားစားဆက်ဆံကြအလုပ်ကိုလည်းတေချာလုပ်ကြနုသစ်ချီရုံးတွေထပ်နောက်မကြနဲ့တော့နော် ရှင်ဟုတ်ကဲ့ဂျာကြီး ဒါဆိုအားလုံးသွားနိုင်ပါပြီကိုလည်းလှုပ်ရှားရှိရပြီးလောက်ကမှမဟုတ်လို့ပါ ဟုတ်ကဲ့ CEO အော်ခဏအနုသိချင်လေးက ငါတို့တည်ပြီရှင်ဟုတ်ကဲ့ နောက်နေ့တေချာစောင့်ကြည့်နေမယ်နော်ထပ်ပြီးတလွဲရင်မလုံးနဲ့တော့နုသိချီ ဟုတ်ကဲ့နှုတ်အကောင်းဆုံးကြိုးစားပါမယ်ရှင် အင်းဟုတ်ပြီတောင်းလို့ရပြီ ဟုတ်ကဲ့ရှင်ခွင့်ပြုပါအောင် ကောင်းပြီ ငါတို့အသက်ရှင်ပြီဟူးတော်ပါသေးတယ် ဦးကြောင်ကြောင်လေးနဲ့ချစ်စရာလေးပဲ